ဒီပုံထဲကအမျိုးသမီးဟာလွန်ခဲ့တဲ့3ရက်မြောက်နေ့ October 10, 2025 နေ့တုန်းကအမေရိကန်နိုင်ငံရဲ့ JFK လေဆိပ်ရဲ့ဆိုက်ရောက်မှလူဝယ်မှုကြီးကြပ်ရေးကိုဖျက်တော့သူ့ရဲ့ထူးဆန်းတဲ့ passport တစ်ခုကြောင့်မို့တာဝန်ရှိသူတွေကသတိထားမိခဲ့ကြတာပါသူစီးလာခဲ့တဲ့လေယာဉ်ကတော့ဂျပန်နိုင်ငံကစီးလာခဲ့တာပါ passport ပေါ်မှာရေးထားတာကကမ္ဘာပေါ်မှာလုံးဝမရှိတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ Torinsa country ဆိုပြီးဖော်ပြထားတဲ့ passport ကိုကိုင်ဆောင်ထားတဲ့သူဖြစ်နေပါတယ်ဒါကြောင့်မို့လေဆိပ်အာဏာပိုင်တွေကချက်ချင်းခေါ်ယူပြီးသူကိုင်ဆောင်ထားတဲ့ passport ကနာမည်ကြီးယုံတက်တက်နဲ့ YouTuber straight လက်ကြတယ်လို့မျိုး passport အတူလာလို့နီလန်းပေါင်းစုံနဲ့စစ်စီကြည့်တဲ့အခါ holograms တွေကအစစီးတဲ့စိတ်တုံးတွေကအစဘာတစ်ခုမှအတူလို့တန်တရားဖြစ်ဖို့မတောင်းလောက်အောင်ကိုပြည့်စုံတဲ့ passport အစစ်တစ်ခုဖြစ်နေကောကိုတွေ့ခဲ့ကြရပါတယ်ဒါနဲ့ပဲအရန်ထူးဆန်းနေဆိုပြီးတာဝန်ရှိသူတွေကဝိုင်းမေးကြတာပေါ့မင်းလာခဲ့တာ Torinsa country ကဆိုလာတေးကြလားဆိုတော့ဒီမျိုးသမီးကတာမန်မထူးခြားတဲ့မြေကွန်းတစ်ခုကိုအထူးဆန်းလုပ်ပြီးအမေခံနေရတယ်လို့ဟုတ်တယ်လीဘာလို့များလဲဆိုပြီးလေဆိပ်ကလူတွေကိုပြန်မေးတော့ Torinsa country ဆိုတာဒီကမ္ဘာပေါ်မှာတစ်ခါဘူးမှမရှိခဲ့ဘူးလို့ပြန်ပြောကြတော့ဟင်းဒါဆိုကျမအခုရောက်နေတာဘယ်နိုင်ငံလဲလို့သူကပြန်မေးပါတယ်အမေရိကန်နိုင်ငံ JFK လေဆိပ်မှာရောက်နေတာဆိုတော့ဟာငါလာခဲ့တာဒီနေရာမဟုတ်ဘူးဒီနိုင်ငံမဟုတ်ဘူးဆိုပြီးသူ့ဘာသာသူစိတ်ရှုံထွေးသွားပြီးဘာဆက်လုပ်ရမလဲဝေခွဲခတ်နေပုံလေးနဲ့ဟိုဒီဒီကြည်ရင်နဲ့ကုနီယာကိုမျောလိနေလူဖြစ်နေခဲ့ပါတယ်တဲ့ဒါနဲ့ပဲလေးခွေအာနာပိုင်တွေကသူ့ကိုခဏအနားယူပါဦးမင်းမြန်းစရာလေးတွေလည်းရှိသေးတယ်ဆိုပြီးအခန်းတစ်ခုထဲမှာခဏအနားယူစေတော့ထိုင်ခိုင်းထားတော့မှပဲ TV screen ပေါ်က digital ကွက်တီလိုမျိုး digital နဲ့ license တွေလိုမျိုးသူ့ခန္ဓာကိုယ်ကိုကြည့်မြင်ရတာဖြစ်လာပြီးဖြတ်ခနဲ့ပျောက်သွားလိုက်ရောတဲ့ဒီထူးဆန်းတဲ့အဖေးပြက်ကတော်တော်နာမည်ကြီးသွားပြီး TikTok တကွင်းပေါ်ကကဘာအရရက TikTokers တွေကြားထဲမှာရော YouTubers တွေကြားထဲမှာရောအခုတော်တော်လေးလူပြောများနေကြတဲ့သတင်းတစ်ခုပါ YouTube ထဲမှာရော Google မှာရော TikTok ထဲမှာပါ Torinsa နိုင်ငံကလာခဲ့တဲ့အမျိုးသမီးလိုရိုက်ရှာခြင်းရင် videos တွေပေါင်းစွာမြင်တွေ့ရပါလိမ့်မယ်ဒီထူးဆန်းတဲ့သတင်းကိုကြားရတဲ့ကဘာပေါ်မှာလူအများစုကတော့အပြိုင်ဆက်ကြော်လာရဲ့တနည်းအား Parallel Universe တစ်ခုခုကနေ Dimension မှာပြီးရောက်လာခဲ့တဲ့လူတစ်ယောက်ဖြစ်လိမ့်မယ်လို့ထင်ကြေးပေးနေကြပါနဲ့အခုစဖက်နေတဲ့သူရော Parallel Universe နဲ့ Another Dimensions တွေဆိုတာကိုယုံကြည်ကြလားဗျာဒါမှမဟုတ်ဒီသတင်းကလူတွေဖန်တီးထားတဲ့သတင်းအတူများလားဆိုတာကိုယ့်ရဲ့ထင်မြင်ယူဆချက်လေးတွေကို comment မှာရေးသွားခဲ့ကြပါအောင်နော်